ဒါနိုင်ငံရေးအကြောင်းတွေပြောကြအများကြီးရှိလာခဲ့ပြီပေါ့နော်ဒါကြောင့်ဘုံဘုံလိုက်ပြန်လွှင့်ပေးတယ်ဒီကနေ့ဘုံဘုံပြောမဲ့သတင်းတွေကတော့ကိုလုံးအားရပါရဝမ်းသာစရာသတင်းတွေကြီးပဲပေါ့ဗျာနော်အားရပါရဝမ်းသာစရာသတင်းတွေကြီးပဲဒီကနေ့ဧပြီလ9ရက်နေ့ဒီကနေ့ဧပြီလ9ရက်နေ့မှာချင်းပြည်နယ်ဖလန်းမြို့နယ်တစ်ခုလုံးကိုချင်းညီနောင်ကသိမ်းပိုက်နိုင်ခဲ့ပြီဟောဖလန်းမြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တာဒါတော်တော်ကိုဝမ်းသာစရာကောင်းတဲ့သတင်းခုနော်အခုမြို့တွေမစွတ်အောက်တာကြာပြီဗျာနော်မြို့တွေမစွတ်အောက်တာကြာပြီအဲ့တော့ဒီကနေ့မျိုးတွေပြန်လဲစိုးအောက်ပြီဆိုတဲ့သတင်းတွေကိုကြားတာဒါအင်မတန်မှမင်္ဂလာရှိတဲ့သတင်းဒါတော်လှန်ရေးသတင်းနော်ဒါကြောင့်ချင်းပြည်နယ်မှာရှိတဲ့ဖလန်းမျိုးနယ်တစ်ခုလုံးကိုချင်းညီနောင်အဖွဲ့ကအလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီအခုအဲ့ဒီဖလန်းမျိုးသိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကလက်နက်ခဲယမ်းပြီးကြောင့်အများကြီးကိုသိမ်းဆီးရမိတယ်လေဗျာနောက်ငွေကြေးများစွာကိုလည်းသိမ်းပိုက်ရရှိတယ်လက်နက်ခဲယမ်းပြီးကြောင့်တွေအများကြီးကိုလည်းသိမ်းပိုက်ရရှိတယ်လို့ငွေကြေးအများကြီးကိုလည်းသိမ်းပိုက်ရရှိခဲ့တယ်လေဗျာအဲ့ဒီဖလန်းမျိုးသိမ်းတိုက်ပွဲမှာအာရခတပ်တော် A ကလုံးပြီးမင်္ဂလာပါတို့ရေးချန်နယ်ဟာဆိုရင်နေ့စဉ်နေ့တိုင်းတန်စုတန်ကောတွေကိုတက်ဆက်ပေးနေတာမို့ like and subscribe လေးလုပ်ပြီးတော့တောင်းဆိုရှင်ပါတယ်ချင်းညီနောင်ကိုလက်နက်ခဲမီးကြောက်တွေအများကြီးကူညီပေးခဲ့တယ်လို့စစ်ရေးမဟာဗျူဟာအကြံဉာဏ်တွေကိုလည်းအများကြီးကိုပံ့ပိုးကူညီခဲ့တယ်နော်အာရခတပ်တော် A ရဲ့အကူအညီတွေအများကြီးပါပါတယ်တဲ့နော်အာရခတပ်တော် A ရဲ့အကူအညီတွေအများကြီးပါပါတယ်အခုဆိုရင်အာရခတပ်တော် A ကသူလည်းပဲရခိုင်ပြည်နယ်မှာလွတ်မြောက်အောင်တိုက်နိုင်တယ်လို့တခြားနေရာတွေမှာလည်းလွတ်မြောက်အောင်အများကြီးကူညီပေးနိုင်တယ်ပေါ့နော်အခုဆိုရင်ချင်းညီနောင်အဖွဲ့ဟာဖလန်းမြို့ကိုသိမ်းမိတဲ့အတွက်ကြောင့်မသိမ်းရသေးတဲ့တီးတိမ်မြို့ကိုဆက်လက်ချီတက်မယ်မိုက်တယ်နော်ဖလန်းမြို့ကိုသိမ်းပြီးတော့မသိမ်းရသေးတဲ့တီးတိမ်မြို့ကိုဆက်လက်ချီတက်မယ်တဲ့ဗျာနောင်ချိုသတင်းကမှန်ပါသလားဖေရတယ်နောင်ချိုသတင်းကဘာသတင်းလဲဗျာနောင်ချိုသတင်းဖို့ကိုပြောပါဘာသတင်းလဲဒါကြောင့်ချင်းပြည်နယ်ကဖလန်းမြို့ကိုသိမ်းပိုက်နိုင်သားသည့်အမတန်မှကိုဝမ်းသာစရာကောင်းတဲ့သတင်းတစ်ခုဖြစ်တယ်အခုဆိုရင်ချင်းပြည်နယ်မှာစစ်ကောင်စီအုပ်ချုပ်နိုင်တာ၃မြို့နယ်ပဲကျန်တော့တယ်တီးတိမ်မြို့ဟာခါမြို့ထန်တလန်မြို့တကယ်တမ်းထန်တလန်မြို့ကတော်လည်းလက်နက်ကင်တွေကတော်တော်များများသိမ်းပြီးသွားပြီအလုံးစုံမသိမ်းပိုက်သေးနိုင်တာပဲရှိတယ်ပေါ့နော်ဒါကြောင့်ချင်းတပြည်နယ်လုံးမှာစစ်ကောင်စီထိန်းချုပ်ထားနိုင်တာ၃မြို့နယ်လဲကျန်တော့တယ်တီးတိမ်မြို့ဟာခါမြို့ထန်တလန်မြို့နောက်တစ်ခုကချင်းပြည်နယ်တွန်းဇံမြို့ကိုအိန္ဒိယမြန်မာနယ်စပ်အခြေစိုက် ZRA ဇိုမီတော်လှန်ရေးအဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တာချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်9ယောက်သေဆုံးသွားတယ်။ ZRA ဆိုတာစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ချင်းနယ်ကြားစောက်လို့လည်းပြောလို့ရတယ်ချင်းမဘာသာလို့လည်းပြောလို့ရတယ်ချင်းဘင်္ဂလီလို့လည်းပြောလို့ရတယ်နော်ချင်းဘောမလို့လည်းပြောလို့ရပါတယ်ပေါ့နော်အဲ့တော့ချင်းဘောမZRA ဇိုမီအဖွဲ့ကစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ချင်းကာကွယ်ရေးအဖွဲ့ဝင်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်ချင်းကာကွယ်ရေးအဖွဲ့ဝင်9ယောက်တောင်မှစိတ်မကောင်းစွာနဲ့အသက်ပေးဆုံးရှုံးခဲ့ရတယ်ဒါတွေမဲလားဆိုတော့မကဘူးမဏိပူရမြေဘေးမှာရှိတဲ့နက်ဇမ်နော်နက်ဇမ်ရွာကိုမီးရှို့သွားတာ
အင်ဂျီ80လောက်ပြကျသွားတယ်ရွာလုံးကျွတ်နီးပါပေါ့နော်ဖះเจ้าတစ်ကြောင်ပဲကြံတော့တယ်အဲ့ဒီမဲအောင်လာရဲ့ဘောမနော်ချင်းမဘတာဇက်အာရီဇိုမီနဲ့စစ်တပ်နဲ့ပေါင်းပြီးတော့မဏိပူရမြစ်ဘေးမှာရှိတဲ့နက်ဆမ်ရွာကိုမိရှို့သွားတာတရွာလုံးနီးပါပြကျသွားတယ်ဖះเจ้าတစ်ကြောင်ပဲအကောင်းတိုင်းကြံနေခဲ့တယ်နောက်တစ်ခုကတကယ့်စကိုင်းတိုင်းရဲ့စပယ်ရှယ်သတင်းတစ်ခုကအင်းတော်မြို့ကို KIA နဲ့မဟာမိတ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်တော်တော်ကောင်းတဲ့သတင်းပဲနော်အင်းတော်မြို့ကို KIA နဲ့မဟာမိတ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်အဲ့ဒီမှာစစ်တုပ်ပန်း40ကျော်နဲ့နော်လက်နက်ကြီးတွေဆိုရင်120မမ122အမြောက်ကြီးတွေကိုပါအများကြီးကိုသိသိရရှိခဲ့တယ်ဗျာစစ်တုပ်ပန်း40ကျော်နော်အဲကြောင့်အင်းတော်မျိုးကိုလည်းသိမ့်ပိုက်နိုင်ခဲ့သလိုစစ်တုပ်ပန်း40ကျော်နဲ့လက်နက်ကြီးလက်နက်ငယ်တွေများစွာကိုလည်းသိမ့်ပိုက်နိုင်ခဲ့တယ်ဗျာအင်းတော်မျိုးကိုခက်ခက်ခဲခဲနဲ့တိုက်ခိုက်ခဲ့ရတယ်နော်စစ်ကောင်စီဘက်ကစစ်ကူစစ်ကြောင်းတွေကိုလည်းအကြိမ်ကြိမ်ဖျက်တိုက်ခဲ့ရတယ်တော်လှန်ရေးဘက်ကလည်းထိကြိုက်ဆုံးရှုံးမှုတွေအများကြီးကိုဆုံးရှုံးနစ်နာခဲ့ရတယ်အင်းတော်မျိုးဆိုတာစစ်ရေးမဟာဗျူဟာရအင်မတန်မှကိုအရေးပါတဲ့မျိုးတစ်မျိုးဖြစ်တယ်နော်စစ်ကောင်စီကအင်းတော်မျိုးကိုလုံးဝကိုမပေးချင်ဘူးမပေးချင်တဲ့အတွက်ကြောင့်ကြီးတက်ရောလေးတက်ရောနှစ်ခုပေါင်းပြီးတော့လာပေါင်းများစွာကိုခုခံကာကွယ်ခဲ့တယ်အဲ့ဒီလိုလာပေါင်းများစွာခုခံကာကွယ်တဲ့ဂျားတွေကနေပြီးတော့ခု KIA နဲ့မဟာမိတ်တွေကစစ်ရေးမှာအမတန်မှအရေးကြီးတဲ့မဟာဗျူဟာကျတဲ့အင်းတော်မျိုးကိုသိမ်းပြအောင်ကိုသိမ်းပိုက်နိုင်ခဲ့တယ်ဗျာနော်သိမ်းပြအောင်ကိုသိမ်းပိုက်နိုင်ခဲ့တယ်ဒါကြောင့်အင်းတော်မျိုးကိုသိမ်းပိုက်နိုင်ခဲ့တာဒီပေါ်သေးသေးမဟုတ်ဘူးအမတန်မှကိုအရေးပါတဲ့မဟာဗျူဟာပဲเนาะအင်းတော်ဆိုတာအင်းတော်မျိုးကိုသိမ်းပိုက်လိုက်တဲ့အတွက်ကြောင့်စစ်တပ်ကကချင်ပြည်နယ်ကိုလာဖို့အတွက်ခဲရင်သွားပြီလုံးဝမလာနိုင်တော့ဘူးစစ်တပ်လုံးဝကိုကချင်ပြည်နယ်ကိုကုန်းချောင်းကနေလာလို့မရတော့ဘူးအင်းတော်မျိုးကိုသိမ်းလိုက်တဲ့အတွက်ကြောင့်เนาะပြီးတော့ရေချောင်းကလည်းလာလို့မရတော့ဘူးအင်းတော်မျိုးကို KIA နဲ့မဟာမိတ်တွေသိမ်းလိုက်တဲ့အတွက်ကြောင့်ကချင်ပြည်နယ်ကိုစစ်တပ်ကရေချောင်းကလည်းလာလို့မရတော့ဘူးကုန်းချောင်းကလည်းလာလို့မရတော့ဘာဖြစ်လို့လဲအင်းတော်မျိုးဟာစစ်တပ်ရဲ့အသက်ပဲနော်ပထဝီအနေထားရအင်မတန်မှကိုမဟာဗျူဟာကြတဲ့လမ်းစုံလမ်းလေးကွာပေါ့နော်စကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကိုတွားလို့ရတဲ့တကယ့်ကိုမဟာဗျူဟာကြတဲ့နေရာဒေသပေါ့နော်ဒါကြောင့်စစ်တပ်ကအင်းတော်မျိုးကိုအသိမ်းခံလိုက်ရတဲ့အတွက်ကြောင့်ကုန်းချောင်းရေချောင်းနှစ်ချောင်းစလုံးလာလို့မရတော့ဘူးကချင်ပြည်နယ်ကိုလေချောင်းတစ်ချောင်းကပဲလာလို့ရတော့တယ်နော်လေချောင်းတစ်ချောင်းကပဲလာလို့ရတော့တယ်နောက်တစ်ခုကအင်းတော်မျိုးသိန်းတိုက်ပွဲမှာဂျပန်လှိုင်ကူစခန်းကထွက်ပြေးသွားတဲ့တပ်မ89တပ်မမှုဘိုးမှုချုပ်ဟောတကယ်ဂရိတ်ကြီးနော်ဘိုးမှုချုပ်တပ်မ89တပ်မမှုဘိုးမှုချုပ်အောင်သက်ဦးကို PDF တွေကဖမ်းဆီးနိုင်ခဲ့တယ်ဗျာအရှင်လက်ကြီးကိုဖမ်းဆီးနိုင်ခဲ့တယ်ကဲနော်ကောင်းလိုက်တဲ့သတင်းအင်းတော်မျိုးတစ်ခုတည်းကိုသိမ်းတာမဟုတ်ဘူးနော်အင်းတော်မျိုးမှာဥဆောင်ပြီးတိုက်နေတဲ့တပ်မ89တပ်မမှုဘိုးမှုချုပ်အောင်သက်ဦးကိုလည်းအရှင်လက်ကြီးကိုဖမ်းဆီးနိုင်ခဲ့တယ်ဒါရင်ပဲလားဆိုတော့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်မှာ
ဒါရင်ပဲမကဘူးအရန်ကိုအေးပါတယ်နဘာကိုလည်းသိမ့်ပိုက်နိုင်ခဲ့တယ်နဘာဆိုတာကဘို့တို့မြို့လို့ပြောရမလားရွာလို့ပြောရမလားမသိဘူးเนาะဘို့တို့ကချင်ပြည်နယ်ကိုတွားရင်နဘာကိုဖြတ်သွားရတယ်အဲ့ဒီနဘာဘလောက်တောင်အေးပါတယ်ဆိုရင်ထိကြိုက်ကတာဘက်ကိုလည်းတွားလို့ရတယ်ရှမ်းမြောက်ဘက်ကိုလည်းတွားလို့ရတယ်မြစ်ကြီးနားဘက်ကိုလည်းတွားလို့ရတယ်မန္တလေးဘက်ကိုလည်းတွားလို့ရတယ်ကချင်ပြည်နယ်စကိုင်းတိုင်းရဲ့အရေးအပါဆုံးသောလမ်းစုံလမ်းလေးကွမြန်မာပြည်လိုပြောရင်မန္တလေးလိုနေရာမျိုးနော်မြန်မာပြည်လိုပြောရင်မန္တလေးလိုနေရာမျိုးကချင်ပြည်နယ်စကိုင်းအဆက်မှာရှိတဲ့နဘာဆိုတာတတော့ကိုအေးပါတယ်ထိကြိုက်ကတာဘက်ကိုလည်းတွားလို့ရတယ်ရှမ်းမြောက်ဘက်ကိုလည်းတွားလို့ရတယ်မိုးကုတ်ဘက်ကိုလည်းတွားလို့ရတယ်မန္တလေးဘက်ကိုလည်းတွားလို့ရတယ်ကချင်ပြည်နယ်ကိုလည်းတွားလို့ရတယ်မြစ်ကြီးနားကိုလည်းတွားလို့ရတယ်လမ်းစုံလမ်းလေးကွအဲ့ဒီလမ်းစုံလမ်းလေးကွဖြစ်တဲ့နဘာကိုလည်း KIA နဲ့မဟာမိတ်တွေကသိမ့်ပိုက်နိုင်ခဲ့တယ်ဒါကြောင့် KIA နဲ့မဟာမိတ်တွေသိမ့်ပိုက်နိုင်တာဒီဘလောက်တောင်တရင်ကောင်ဖြစ်ခဲ့တယ်လဲဆိုရင်တော့ကိုအရေးပါတဲ့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်နယ်စပ်ကအင်းတော်နဲ့နဘာကိုသိမ့်ပိုက်နိုင်ခဲ့တယ်ဒါတွေပဲလားဆိုတော့မကဘူးလက်နက်ခဲယမ်းမိကြောက်တွေအများကြီးစစ်တုပ်ပတ်40ကျော်ပြီးတော့တမ89ကနော်တမမှုဘုံမှုချုပ်အောင်တက်ဦးကိုလည်းအရှင်လက်လက်ဖမ်းဆီးနိုင်ခဲ့တယ်ဒါကြောင့်တော့ကိုအားရစရာကောင်းတဲ့သတင်းတွေပေါ့ဗျာနော်နောက်တစ်ခုကကချင်ပြည်နယ်တနိုင်းမြို့တိုက်ပွဲမှာစစ်ကောင်စီဘက်ကဘိုးဝင်းမိုးကျော်တိတ်ဆုံးသွားခဲ့တယ်နော်ဘိုးဝင်းမိုးကျော်တိတ်ဆုံးသွားခဲ့တယ်တနိုင်းတိုက်ပွဲမှာဒီကနေ့8ရက်နေ့ကသူ့ရက်လေနော်စိတ်မကောင်းဒီကနေ့8ရက်နေ့ကသူ့ရက်လေနော်အလောင်းတော်မမြင်လိုက်ရပဲမိဘတွေကနော်နာရေးရက်လေလှုပ်လိုက်ရတယ်အလောင်းတော်မမြင်ရပဲနဲ့မိသားစုတွေကရက်လေလှုပ်လိုက်ရတယ်နော်ရက်လေလှုပ်လိုက်ရတယ်လိုအဲ့ရင်ဖဖို့ကိုပြောတရဏဂုံတင်ပေးမယ်အခမဲ့ online ကနေနော်ပတ်စံကြက်မှကတ်စရာမလို online ကနေအခမဲ့တင်ပေးမယ်ဟုတ်ပြီလားနောက်တစ်ခုကဖဖို့တို့မိဘပြည်သူတွေတော်များများစိတ်ဝင်စားနေတဲ့လာရှိုးနဲ့ပတ်သက်တဲ့သတင်းဒီကနေ့ဖဖို့ပြောပြမဲ့သတင်းကောင်း၃ခုကဖလန်းမြို့သိမ်းတိုက်ပွဲသတင်းအင်းတော်မြို့သိမ်းတိုက်ပွဲသတင်းနဘာမြို့သိမ်းတိုက်ပွဲသတင်းအဲ့ဒီသတင်းနဲ့လာရှိုးသတင်းဖြစ်တယ်နော်